နိုင်ငံတနိုင်ငံရဲ့အာဏာရှိဆုံးနိုင်ငံရေးခေါင်းဆောင်တယောက်ကတာမန်လေသမားဘဝကနေရဟန်းဝိလာတဲ့ပုဂ္ဂိုလ်တစ်ပါးရှိမှထိုင်ပြီးတော့လေကွမ်တင်ရူပဝေတာနီးမလောက်နတ်နဲ့ယူတိပေတာတွေနဲ့ခွဲချမ်းစိတ်ဖြာတာကိုခံလိုက်ရတယ်ဆိုပြီးလို့နေမလဲတော်တော်လေးစိတ်ကူးကြည့်လို့ကောင်းတယ်မြင်ကွင်းပဲတာမန်အဖြစ်တော့လေကျွန်တော်တို့ကဉာဏ်ပညာကိုယာဒုတို့အာနာတို့ဒါမှမဟုတ်တက္ကသိုလ်ကရတဲ့ဘွဲလက်မှတ်တွေနဲ့ပဲတိုင်တာလေးရှိကြတယ်မဟုတ်လားဟုတ်တယ်လေအဲ့ဒီလိုပဲတိုင်တာကြတာဒါမဲ့ဒီနေ့ကျမတို့ဆွေးနွေးမဲ့အရင်းမြစ်တွေကတော့အဲ့ဒီသမားရိုးကြအမြင်ကြီးတို့လုံးဝပြောင်းလဲသွားစေမဲ့မြန်မာသမိုင်းကတက်ကဲကိုထူးခြားတဲ့တွေးဆုံမှုတစ်ခုရဲ့မှတ်တမ်းတွေဖြစ်ပါတယ်မှန်ပါတယ်နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုနဲ့စွန်းလွန်းကိုဆရာတော်ကြီးတို့ကြားကသမိုင်းဝင်အမေးဖြစ်တတ်တန်းနေပါဗျာဟုတ်ပါတယ်ရှင်ဒီနေ့ကျမတို့ရဲ့အတီးစိတ်လိလာဆွေးနွေးမှုအစီအစဉ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ပညာရှင်တွေတောင်နားလေကိုခက်ခဲလာတဲ့အဘိဓမ္မာတရားတွေကိုဆရာတော်ကြီးကတာမန်လူတွေချက်ချင်းသဘောပေါက်သွားအောင်နေ့စဉ်သုံးဥပမာတွေယုတိဗေဒတွေနဲ့ဘလို့တဝန်လူရှာအောင်ဖော်ထုတ်ပြသခဲ့တယ်လဲဆိုတာကိုလိလာသွားဖို့ပါကဲဒါကိုတေချာလေးဖြည့်တွေးကြည့်ကြအောင်ဒီမတန်းတွေကိုဖတ်ကြည့်လိုက်တဲ့အခါကျွန်တော်အထင်ရှားဆုံးတွေ့ရတဲ့အချက်ကလည်းအဘိဓမ္မာဆိုတာစာအုပ်ကြီးတွေထဲမှာပိတ်လောင်ထားရမယ်စာပေသဘောတရားတသက်မဟုတ်ဘူးဆိုတာပါပဲဟုတ်တယ်ဆရာတော်ကြီးရဲ့ဖြေကြားချက်တွေဟာအလွတ်ကျက်ထားတဲ့စာတွေကိုရွတ်ပြနေတာမျိုးလုံးဝမဟုတ်ဘူးဗျလူသားတယောက်ရဲ့စိတ်ခံစားမှုနဲ့လက်တွေ့ဘဝရန်တရားနဲ့အလုံးလုံးပုံကိုလေကိုယ်တိုင်ထိုးထွင်းထိမြင်ထားတဲ့အတွေ့အကြုံကတားရိုက်ချုပ်ယူထုံးဆွဲပြတော့တာဖြစ်ပါတယ်ကျမလည်းအဲ့ဒီအချက်ကိုတတိထားမိတယ်theory တွေကိုချိပဲပြောင်းနေတာမဟုတ်ပဲလက်တွေ့တဘာဝတရားအလုံးလုံးပုံကိုရှင်းပြနေတာမျိုးပေါ့နော်စိတ်ဝင်စားဖို့အကောင်းဆုံးကဆရာတော်ကြီးစတင်သုံးဆက်ခဲ့တဲ့ဥပမာနေပဲဟုတ်တယ်ဗျာအဲ့ဒီဥပမာတွေကတော်တော်ထိမိတာဝန်ကြီးချုပ်ဦးနုကခက်ရှုပ်ရှုပ်ပဟဲလီတစ်ခုကိုစမေးတယ်လေလူလို့ပြည်တွင်တစ်လေးပင်ဆိုတာဘာလဲတဲ့ကျမတို့ရေဝေးတွေးကြည့်ရင်လူပြည်မှာတစ်ပင်ဆိုတာမျိုးစိတ်ပေါင်းတောင်းချီရှိတာလေနော်ဘာကိုဆိုလိုတာလဲဆိုတာချက်ချင်းစဉ်းစားလို့မရဘူးဒါပေမဲ့ဆရာတော်ကြီးဖြေလိုက်တဲ့အဖြေကလမ်းကြောင်းတစ်ခုလုံးကိုပြောင်းသွားစေဟုတ်တယ်ဆရာတော်ကြီးကတစ်ပင်မျိုးစာတွေကိုပြန်မဖြေဘဲစစ်ကြဝဠာကြီးတစ်ခုလုံးရဲ့တိဆောက်ပုံကိုအရင်ချင်းကလိုက်တယ်ဗျာလူပြေနှက်ပြေပြမပြေဆိုပြီးဘုံတွေအများကြီးရှိတဲ့ထဲမှာဖျားရှင်တွေကဘယ်ပြည်မှပွင့်တယ်လဲလို့ပြန်မေခွန်းထုတ်လိုက်တယ်ဖျားဆိုလားလူပြည်မှာပဲပွင့်တယ်လေအဲ့ဒါပေါ့ဗျာအဲ့ဒီလိုလူပြေမှာပွင့်တော်မူလာတဲ့ဖျားရှင်တိုင်းဟာတခြားအရာတွေယူမလာဘူးတစ္ဆာလေးပါဆိုတဲ့အမှန်တရားလေးခုကိုပဲယူဆောင်လာတာဖြစ်တဲ့အတွက်အဲ့ဒီတစ္ဆာလေးပါကိုတလိပင်လို့တင်စားလိုက်တာပါခဏလေးနေပါဦးဒီနေရာမှာလေးကျမနည်းနည်းပို့ပြီးနားလည်ချင်တာကဘာလို့တစ္ဆာလေးပါကိုတစ်ပင်လို့သုံးလုံးရတာလဲအများကြီးတင်စားစရာရှိတဲ့အထဲကနေလေဒါကလေတစ်ပင်ရဲ့တဘာဝယန္တရားကိုကြည့်ရင်တော်တော်လေးရှင်းတော့ပါလိမ့်မယ်တစ်ပင်ဆိုတာတက်ရှိတဲ့အရေးအာဝါဒပေးတယ်အတီးအပွင့်ပေးတယ်မိခိုရာဖြစ်စေတယ်မဟုတ်လားဟုတ်တာပေါ့အရေးရတယ်လေအဲ့ဒီလိုပဲတန္တရာဆိုတဲ့ပူလောင်မှုကြီးထဲမှာတစ္ဆာလေးပါးတရားဟာလူသားတွေအတွက်အမှန်တကယ်မိခိုခိုလုံးရာအချင်းရာကိုပေးစွမ်းနိုင်တယ်တခုတည်းသောခိုလုံးစရာအဖြစ်ပုံဖော်ပြနေတာပါဒါကိုခက်ခဲတဲ့ပါဠိစာလုံးတွေနဲ့မပြောဘဲသာမန်လက်သမားတယောက်ရဲ့အမြင်နဲ့တဘာဝတရားကိုအခြေခံပြီးရှင်းပြလိုက်တာပဲဗျတော်တော်လေးမြင်တာသွားပြီအဲ့ဒီတော့မှဦးနုကဆက်မေးတဲ့ပဟေလီကပို့ပြီးစိတ်ဝင်စားစရာအကောင်းလာပြန်တယ်။ပါများလဲဗျ။သေးစီလိုရေအေးလောင်ရှင်စီလိုရေနွေးလောင်တဲ့ပုံမှန်ဆိုရင်အပင်တပင်ကိုရှင်တန်စီခြင်းရင်ရေအေးအေးလေးလောင်ရမှာလေနော်။သေးစီခြင်းရင်နဲ့ရေနွေးပူကြီးလောင်ချရမှာပေါ့။ဒါမှဆရာတော်ကြီးကတန်တရားရန်တရားနဲ့ချိတ်ဆက်ပြီးပြောင်းပြန်လဲရှင်းပြလိုက်တာ။သိကြပါတယ်ဗျ။ဆရာတော်ကြီးကတန်တရားကိုအပင်တပင်လိုသဘောထားလိုက်တာပါတန်တရားကိုသိစေခြင်းရင်ဆိုလိုတာကဒီစင်းရဲဒုက္ခတန်တရားကြီးကိုအဆုံးသတ်ခြင်းရင်မဂ္ဂင်တရားဆိုတဲ့ရည်အေးကိုလောင်းရမယ်။အော်ဟုတ်ကဲ့။အဲဒီလိုမဟုတ်ပဲတန်တရားကြီးဆက်ပြီးရှင်တန်လေပတ်နေစေခြင်းရင်တော့လောဘဒေါသမောဟဆိုတဲ့ရေနွေးတွေကိုလောင်ပြရမယ်လို့ဆိုလိုတာပါ။ဟဲဒါကလေကျမတို့လက်ရှိခေတ်ကလူမှုကွန်ရက်တွေရဲ့ algorithm တွေအလွတ်လွတ်ပုံနဲ့တွားတူနေရသေးလား။ဘယ်လိုမျိုးတွားတူနေတာလဲပဲ။ဒီလိုလီဒိုးထထွက်စရာလောဘတက်စရာငင်းခုန်စရာအကြောင်းအရာတွေကလူတွေရဲ့စိတ်ခံစားမှုကိုလှုံ့ဆော်တဲ့အရာတွေမို့ထိတွေ့မှုအများဆုံးရတဲ့အလောင်စားတွေပဲလေကျမတို့ကအဲ့ဒီဒေါသလောဘတွေနဲ့တုံပြန်လိုက်တိုင်းစိတ်ထဲကတန့်တရားဆိုတဲ့ algorithm ဒီ selection တန်းကိုထပ်ပြီးပေါ်ပြပေးနေဖို့အစာကျွေးပေးနေတယ်လို့ဖြစ်နေတာပေါ့မဲကန်အေးဆိုတာကအဲ့ဒီဖုန်းကိုပိတ်ချလိုက်ပြီးဘာမှမတုံပြန်တော့ပဲရက်တန်းလိုက်တဲ့သဘောမျိုးဖြစ်သွားပြီအလွန်ကောင်းတဲ့ချိတ်ဆက်မှုပါပဲ
ခေတ်နဲ့လိုက်လျောညီထွေတော်တော်ဖြစ်သွားပဲအဲ့ဒီလောင်စာတွေအကြောင်းဆက်ပြောရရင်နောက်ထပ်ဥမာတစ်ခုဖြစ်တဲ့ထင်းမရှိတောတုံးထောင်ရေမရှိမြစ်လေကောင်ဆိုတာကိုရှင်းပြပုံကပိုးပြီးနေဆိုင်ထတယ်ဗျာ အဲ့ဒါကဘယ်လိုရှင်းပြထားလို့လဲ ကာမရူပအရူပဆိုတဲ့ပုံတုံးပါးကိုတောတုံးထောင်လို့ခေါ်တယ်လေအဲ့ဒီရသူတော်ကောင်းတဲ့ဟာအဲ့ဒီတောတုံးထောင်ထဲမှာကျွန်တော်တို့လိုပဲနေထိုင်ကြပါတယ်ဒါပေမဲ့သူတို့စီမှာစိတ်ကိုလောင်ကျွမ်းစေမဲ့ကိလေသာဆိုတဲ့ထင်မရှိတော့ဘူးဗျ အော်နေပါတော့တေဒါပေမဲ့ထင်းမရှိတော့ဘူးပေါ့ ဗျာမေရီလိုတဟုန်ထိုးစီးဆင်းနေတဲ့လော်ကီအာယုံတွေအလဲမှာရှိနေပေမဲ့သူတို့ရဲ့စိတ်ထဲမှာအဲ့ဒီအာယုံတွေနောက်ကိုယိုစီးသွားတာမျိုးလုံးဝမရှိတော့ဘူးဆိုတာကိုပြတာပါ အဲ့ဒီယိုစီးမှုမရှိဘူးဆိုတဲ့အပိုင်းကိုသဘောကျတယ်။ဦးနုကနောက်ထပ်ရှုပ်ထွေးတဲ့မေကုန်းရှေးကြီးတစ်ခုကိုမေးသေးတယ်ဗျာ။မထိုင်ခင်ကခြေဆေးမလင်းခင်ကရောင်နီလာမချက်ခင်ကထမင်းမကြက်ခင်ကစားပြီးပြီမရက်ခင်ကပစိုးမချုပ်ခင်ကဝစ်ပြီးပြီတဲ့ နားထောင်ရတာကလေးစကားထားဝင်နေတယ်လို့ပဲနော် ။အဲ့ဒါလေတာမန်ကြားလိုက်ရင်တော့အဲ့ဒီလိုပဲထင်စရာပေါ့။ဒါပေမဲ့ဆရာတော်ကြီးကအေးအဲ့ဒါဝီတက်လက်ဖော်တယ်ဆိုပြီးတခွန်းနဲ့ဖြေချလိုက်တာ ဒီနေရာမှာဝီတက်ဆိုတဲ့စကားလုံးရဲ့အလုံးလုံးပုံကိုနားလည်ဖို့လိုပါတယ်ဗျာဝီတက်ဆိုတာကြံစီမှုစဉ်းစားမှုစိတ်ကူးရမှုပါလူတွေရဲ့စိတ်ဟာလေလက်ရှိပြစ္ဆုတ်ပံမှာမရှိပဲအနာဂတ်မှာဖြစ်လာမယ့်အရာတွေကိုကြိုတင်ပြီးပုံဖော်နေတတ်တဲ့သဘောဝါကိုဆရာတော်ကြီးကအတိအကျထောက်ပြလိုက်တာပါ ဒါခေတ်သစ်စိတ်ပညာမှာပြောတဲ့စိုးရင်ပူပန်မှုစိတ်ဖိစီးမှုရဲ့အခြေခံရင်တရားပဲလေတကယ်တမ်းမဖြစ်လာသေးတဲ့ပြဿနာတွေကိုစိတ်ထဲမှာကြိုတင်ပြီးဖြေရှင်းနေတာမဝိရသေးတဲ့အင်ဂျီကိုစိတ်ကူးထဲမှာဝစ်ကြည့်နေတာတွေပေါ့နော် ဒါပေါ့ဒါပေါ့ ကျမနောက်ထပ်သဘောကျတဲ့တစ်ခုကနမမရှိ6ယောက်မောင်းဆိုတဲ့တင်စားချက်ပဲဒီဥပမာကအာယုံကြိုးတစ်ပံနဲ့တောင်တော့ချိတ်လို့ရမယ်ထင်တယ် မှန်ပါဗျာ6ရောက်မောင်းဆိုတာမျက်စိနားနှာခေါင်းယာကိုယ်စိတ်ဆိုတဲ့ကျွန်တော်တို့ရဲ့အာယုံခံတကား6ပေါက်ကိုပြောတာပါပုံမှန်အဖြစ်အဲ့ဒီတကားတွေကနေအာယုံတွေဝင်လာပြီဆိုရင်နမငယ်လေးလို့တင်စားထားတဲ့တငါလူချင်းတတ်မှတ်မှုကဝင်ပြီးချဲလဲတော့တာပါပဲ အော်နမငယ်လေးကတနာကိုပြောတာ哦 ဟုတ်တယ်ဗျာအဲ့ဒီအရာတွေမှာကြတော့အဲ့ဒီနမငယ်လေးမရှိတော့ဘူးလေအာယုံခံတကား6ပေါက်ကတော့ပုံမှန်အလုံးလုံးနဲ့ဆက်ပါဒါပေမဲ့ဝင်လာတဲ့အချက်လက်တွေအပေါ်မှာတတ်မှတ်မှုနဲ့တုံ့ပြန်တာမျိုးမရှိတော့ပဲတတ်မှတ်တဲ့ရှိနေတော့တာကိုအမှုပညာမြောက်စွာပုံဖော်ထားတာပါ ရုပ်ရှင်ရိုက်နေတဲ့ကင်မရာတစ်လုံးလိုပေါ့ရှေ့မှာဘာပဲဖြစ်ဖြစ်မှတ်တမ်းတင်နေတယ်ဒါပေမဲ့ကင်မရာမှာခန်းစားချက်မရှိဘူးလေနော်ကဲဒီလိုကပြားဆန်းဆန်းဥပမာရင်းနဲ့ကျမတို့ YouTube ဖြေတာအတိအကျနဲ့တွေးရမယ်တဘာဝတရားရဲ့စက်တွားတွေဘက်ကိုကူးကြည့်အောင် ကောင်းပါပဲ ဦးနုတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်တင်ချာဆန်တဲ့မေခွန်းတစ်ခုကိုမေးလာတယ်တတဝါတွေကျွတ်တန့်ဝင်သွားတယ်ဆိုတော့ကနိဗ္ဗာန်ရောက်သွားတယ်ဆိုရင်သန္တရာကြီးထဲမှာလူဦးရေရောက်သွားလားမရောက်ဘူးလားတဲ့ အဲ့ဒါကိုဆရာတော်ကြီးကဘယ်လိုဖြေလဲဆိုတော့ယော့လေယော့တယ်မယော့လေမယော့ဘူးလို့ဖြေပါတယ်ဗျာ ကျမနားလဲတာမှပြန်ပြောကြည့်မယ်နော်တခုခုကစနစ်တစ်ခုတည်းကနေထွက်သွားရင်အရေးအတွက်ကရောက်သွားရမှာပဲလေဟုတ်တယ်မလားဘာလို့မရောက်ဘူးလို့ပြောရလဲ ဒါကိုနားလည်ဖို့ဆိုရင်ကျွန်တော်တို့ရှူထောင်းတစ်ခုကိုကွယ်ကွယ်ပဲမြင်ဖို့လိုပါတယ်ဗျာဆရာတော်ကြီးရှင်းပြတာကဒီလိုပါအိမ်တအိမ်မှာလူ10ယောက်ရှိတယ်9ယောက်ကဆင်းသွားနေအဲ့ဒီပုဂ္ဂိုလ်တ attva အနေနဲ့ကြည့်ရင်တော့ယော့သွားတာမှန်တယ် ဟုတ်တယ်လေအဲ့လားရောက်သွားတာပဲလေ ဒါကပညာနေပဲလို့ခေါ်တယ်ကျွန်တော်တို့တမယိုချလောကီအမြင်နဲ့ခေါ်ဝေါ်တမှုထားတဲ့အဆင့်ကနေကြည်တာကိုဒါပေမဲ့ပရမတ္ထတရားလို့ခေါ်တဲ့အခြေခံအကြဆုံးတဘာဝတရားအစုအဝေးဤစိတ်စေတသိက်ယုတ်နေပိုင်ပကနေကြည့်ရင်တော့ရော့သွားတယ်ဆိုတာမရှိဘူး အာသဘောပေါက်ပြီသဘောတရားတွေဟာသဘောတရားတွေအတိုင်းပဲဖြစ်တည်နေတာမို့ဘာမှပျော့ကွယ်သွားခြင်းမရှိဘူးလို့ဆိုလိုတာပေါ့ ဟုတ်တယ်ဗျာ ဆိုလိုတာကငါဆိုတာပုဂ္ဂိုလ်အတ္တဆိုတာတကယ်တမ်းမရှိဘူးလေယုတ်နဲ့နံတတ္တဘာဝါတွေအစုဝေးလိတခုကိုနာမည်တက်ထားတာပဲရှိလေအဲ့ဒီအစုဝေးကြီးပြိုကွဲသွားရင်ဓာတ်တွေကတဘာဝတိုင်းဆက်ရှိနေတဲ့အတွက်စัจ java လာရဲ့စွတ်စွပေါင်းစွမ်းရည်နည်းနဲ့ဘာမှမလျော့သွားဘူးဆိုတဲ့သဘောမျိုးပေါ့နော် အတိကြပါပဲဗျာအဲ့ဒီသဘောတရားတွေပေါင်းစပ်ပုံကိုဆက်ပြီးလေးလာကြည့်ရင်ပိုပြီးရှင်းသွားပါလိမ့်မယ်ဥနုကဆက်မဲတယ်ကိလေသာ1000မာယာဆိုတာခန္ဓာကိုယ်ရဲ့ဘယ်နေရာမှာကိန်းအောင်နေတယ်လေဆရာတော်ကြီးကဂျာဒီမှာကိန်းလေလို့ဖြေတယ် ဓာတိဆိုတာကဘာကိုပြောတာလဲ ဇာတိဆိုတာကမြေရေလေမီးဆိုတဲ့ဓာတ်ကြီးလေးမကိုသင်္ကာရကလှုံ့ဆော်ပြုပင်ဖေးလိုက်တဲ့အတွက်အာယုံကိုတီးမှုမှတ်မှုခံစားမှုဆိုတာတွေဖြစ်ပေါ်လာတဲ့အခြေအနေကိုပြောတာပါဗျာ အဲ့ဒီခံစားမှုဆိုတဲ့ဝေဒနာအကြောင်းကိုဦးနိုးကထပ်ပြီးအသေးစိတ်မေးတယ်ဗျာခန္ဓာကိုယ်ထိလိုက်ရင်တီးတဲ့တီးမှုဆိုတာသူချီးပဲတီးတဲ့တီးတာလားတခြားဟာတွေနဲ့ရောဆက်မှာတီးတာလားတဲ့
ဆရာတို့ကြီးကရောစက်မှတည်တယ်လို့အဖြေပေးပါတယ်ဗျသဘောတရားသုံးခုပေါင်းဆက်သွားတာပါဝေဒနာဆိုတဲ့ခံစားမှုရဲ့တင်ညာဆိုတဲ့မှတ်သားမှုရဲ့ဝိညာဉ်ဆိုတဲ့သိမှုရဲ့အဲ့သုံးချက်ပေါင်းဆက်မှသာသိမှုဆိုတဲ့ဖြစ်စဉ်ကြီးဖြစ်ပေါ်လာတာပါ ခဏလေးနေပါဦးဒါဆိုရင်ကျမတို့ကငါနာတယ်ငါကျေနပ်တယ်လို့ထင်နေပေမဲ့တကယ်တော့ငါဆိုတာမရှိပဲအဲ့ဒီသဘောတရားသုံးခုကကွန်ပျူတာပရိုဂရမ်တစ်ခုလိုအလိုလျော့ပေါင်းဆက်ပြီးအလုပ်လုပ်နေတာတသက်ပဲပေါ့နော် ဟုတ်တယ်ဗျာလုံးဝကိုအလိုလျော့အလိုလုပ်နေတာ ဒါပေမဲ့လေအဲ့ဒီလိုပေါင်းဆက်နေတာကိုဘယ်လိုလုပ်ညံနဲ့ခွဲစားသိနိုင်မှာလဲကျမတို့တွေ့တော့နားတယ်ဆိုတာချက်ချင်းကြီးခံစားလိုက်ရတာပဲလေ အဲ့ဒီနေရာမှာဝိပဿနာရဲ့ယန္တရားကဝင်လာတာပေါ့ဗျာဒီနေရာမှာကျွန်တော်တို့မြင်ရတဲ့ရုပ်ရှင်ကားကိုစဉ်းစားကြည့်ပါလားပုံမှန်ဆိုရင်ဇလန်တစ်ပုတ်လုံးကအဆက်မပြတ်သွားနေတယ်လို့ထင်ရတယ် ဟုတ်တယ် ဒါပေမဲ့တကယ်တမ်းကင်မရာရဲ့နေကွေးတဲ့ frame rate ပုံမီဟိုမှာအလွန်နေတဲ့အနေပြောက်ကွယ်မျိုးနဲ့ပြန်ကြည့်လိုက်ရင်ပုံရင်လေးတွေတစ်ခုချင်းစီပြီးလာတယ်တီးနေတယ်ပြင်းရင်ပျောက်သွားတယ်ဆိုတာကိုကွက်ကွက်ခွင်းခွင်းမြင်ရမယ်ဟုတ်လား အဲ့ဒီလိုပါပဲတတိနဲ့အချိန်ချင်းသုံးသက်ပါများလာတဲ့အခါတမာတိအားကောင်းလာပြီးစိတ်ရဲ့ frame rate ကအလွန်နေသွားပါတယ် စိတ်ရဲ့ frame rate နေတော့ဘာဆက်ဖြစ်လဲရှင်အဲ့ဒီအခါမှာဥပဖြစ်ခြင်းထီတီခြင်းဖြင်းပြခြင်းဆိုတဲ့အစဉ်သုံးစဉ်ကိုတည်တည်ချာချာမြင်လာတယ်ဗျအကျူးသဖြင့်ဆင်းရဲဒုက္ခတွေကလောဘဆိုတဲ့အကြောင်းတရားကြောင့်ဖြစ်ရတယ်ဆိုတာကိုမြင်သွားတဲ့အခါမဂ္ဂဉကအဲ့ဒီအကြောင်းတရားကိုဖျက်ချလိုက်တယ် သဘောပေါက်ပြီ အဲ့ဒီအချိန်မှာကွင်းဆက်ကြီးပြတ်ကျသွားတယ်ပြင်းဆုံးပေါ်လေပြတ်ချင်းရဲ့အဆုံးသက်ကိုညာနဲ့ဆက်ရုပ်သွားတယ်လို့ဆရာတို့ကြီးကအသုံးတစ်ခုနဲ့ရှင်းပြသွားပါတယ် ဆိုလိုတာကခံစားမှုဆိုတာသဘောတရားတွေပေါင်းစပ်မှုတာဖြစ်တယ်အဲ့ဒီပေါင်းစပ်မှုကိုညာနဲ့ဖျက်ချနိုင်တယ်ဆိုတဲ့သဘောပေါ့ဒီအချက်ကနေကျမတို့တော်တော်လေးစင်ခေါ်မှုဖြစ်စေမဲ့အစွန်းရောက်ဥပမာတစ်ခုစီကိုတွားကျင်တယ်ရှင် ဘယ်လိုဥပမာမျိုးလဲဗျာ တကယ်လို့ငါဆိုတာမရှိဘူးခံစားမှုကိုအပြည့်အဝခွာချနိုင်တယ်ဆိုရင်ရုပ်ပိုင်းဆိုင်ရာနာကျင်မှုအဆုံးစွန်ကိုရောက်သွားရင်ရောစိတ်ကဘယ်လောက်ထိတောင်းခံနိုင်မှာလဲပေါ့ဝနီချုပ်ဦးနုကဖေရလက်ချက်ကဂေါရိကဆိုတဲ့မထေဓမ္မအကြောင်းကိုမေးခွန်းထုတ်လာတယ်လေ ဟုတ်ပါတယ်ဗျအရင်ဆုံးဥနုကယေဟန်ဒီကကိုတွေးထွက်အောင်လို့ရင်ဒုက္ခရအပတ်ဆိုတဲ့အဖြစ်တင်တယ်ဆိုတာမှန်သွားတယ်လို့မေးတယ် စရိုကြီးကမှန်တယ်လို့ဖြစ်တယ်နော် ဟုတ်တယ်ဗျအဲ့ဒီမှာဥနုကစမ်းမိတာကဂေါဒီကယေဟန်ဟာကိုယ်လေဘင်းကိုကိုယ်တိုင်ဓာတ်နဲ့လီးပြီးဝေဒနာရှုရင်ယဟန်တာဖြစ်သွားတယ်လို့ကြားဖူးကြောင်းအဲ့ဒီလိုကိုအဆုံးစီရင်တာဟာအပတ်မတင်ဘူးလားဆိုတဲ့မေးခွန်းပါဗျ မင်းပါစေရှင်ဒါပေမဲ့ဒီအချက်ကလေတော်တော်လေးအငင်းကွာစီရောကောင်းတယ်နော်ကျမတို့ရိုးရိုးလေးတွေးကြည့်ရင်ဒီဖြစ်ဖြက်ကြီးတစ်ခုလုံးကကိုအဆုံးစီရင်တဲ့လောက်ရက်ကိုတရားနီးလိုင်းကြတယ်လို့ဆိုလို့ရအားပေးရမရောက်ဘူးလားကျမတို့ဘာသာရေးရှုထောင့်ကိုခဏဖယ်ပြီးယူတိဗေဒအရာကြည့်ရင်တောင်ဒါကခန္ဓာကိုယ်ကိုဖြတ်စည်းတဲ့အစွန်းရောက်လောက်ရက်တစ်ခုပဲလေ ဒီရှုထောင့်ကနေမေးတာအလွန်ကောင်းပါတယ်ဗျဒါကိုနားလည်ဖို့ဆိုရင်ယန္တရားနှစ်ခုကိုတေချာခွဲခြားကြည့်ရမယ်လွတ်ရက်နဲ့စိတ်အခြေအနေပါဆရာတို့ကြီးကဒုက္ခအပတ်မရှိလို့မက်ဖို့စိုက်တာလို့တိတိကြကြဖြစ်ပါတယ် အဲ့ဒါကဘာကိုဆိုလိုတာလဲ ဥပဒေရေးအရာကျင့်လေဖျားရှင်ကပစ္စည်းမကန်ရဘူးလို့စီမင်းမချမှတ်ခင်အချိန်တုန်းကယဟန်တဘာကပစ္စည်းကန်လိုက်ရင်အပြစ်မရှိဘူးလေဘာလို့လဲဆိုတော့တားမိချက်ဥပဒေမရှိသေးလို့ပဲဗျာဂေါရိကယဟန်ရဲ့ဖြစ်စဉ်မှာလေအဲ့ဒီအချိန်ကဒီလိုမလို့ရဘူးဆိုတဲ့ပညာချက်မရှိသေးဘူးလေ ဥပဒေမထုတ်ရသေးခင်ကလုတ်ခဲ့တာမို့အပြစ်မများဘူးဆိုတဲ့သဘောပေါ့ဒါဆိုစိတ်အခြေအနေကတော့ဘယ်လိုအခန့်ကဏ္ဍကပါနေတာလဲ စိတ်အခြေအနေကအရေးကြီးဆုံးပါဗျာဂေါရိကယဟန်ဟာလေဘင်းကိုလီးဖြတ်ဖို့ကြံရွယ်စင်ပါပဲတသက်လုံးအပြစ်အနာအဆမရှိစွန့်ထင်လာခဲ့တယ်မိမိရဲ့အလွန်စင်ကြယ်တဲ့သီလကိုပြန်လဲမင်းယောင်သွားတယ်အဲ့ဒီမှာဝန္ဒမူပီတိဟာခန္ဓာကိုယ်တစ်ခုလုံးကိုပြန့်နှံ့သွားတယ် နာကျင်နေတဲ့အချိန်မှာပီတိဖြစ်သွားတာလား ဟုတ်တယ်ဗျာလေဘင်းလီးနေတဲ့အလုံးမင်းပြန်ထန်လာတဲ့ရုပ်ပိုင်းဆိုင်ရာနာကျင်မှုဝေဒနာကိုအဲ့ဒီသီလကြောင့်ဖြစ်လာတဲ့ပီတိကလုံးဝဖုံးလွှမ်းသွားတာပါအဲ့ဒီပီတိကိုအခြေခံပြီးစိတ်ရဲ့ frame rate ကိုအနည်းဆုံးလှုပ်ချလိုက်ပြီးဝိပဿနာဆက်ရှုလိုက်တဲ့အခါခံစားမှုဆိုတာသဘောတရားတတ်ပဲဆိုတာကိုအပြည့်အဝသိမြင်သွားပြီးကိလေသာအကောင်အစင်ကုန်ခန်းသွားတာပါဗျာ ဆိုလိုတာကဒီမတန်းဟာလပြင်းလီးတဲ့အလုံးရက်ကိုအာယုံစိုက်ပြီးအားပေးနေတာလုံးဝမဟုတ်ဘူး လုံးဝမဟုတ်ပါဘူး စိတ်ဝိညာဉ်ရဲ့အမြင့်ဆုံးစင်ကြယ်သွားတဲ့အခိုက်အတန့်ရေးအတွင်းမှာအတိညာဏ်ကရုပ်ခန္ဓာရဲ့နာကျင်မှုကနေအပြည့်အဝခွဲထွက်သွားနိုင်တဲ့ဝိပဿနာဉာဏ်ရဲ့အဆုံးစွန်သောစွမ်းအားကိုပြသနေတာပေါ့နော် မှန်ပါတယ်ဗျာ30တက်ပုံမှာတတ္တဝါတွေတည်ဆုံးရင်ဝ
ဝိညာဉ်ဖြေရောက်သွားလဲဆိုတာကိုအမြင်စော့ကြည့်လေ့လာနေတဲ့မာနတနည်းအားဖြင့်ပြောရရင်တေရင်တရားရဲ့ algorithm တောင်းမှလေဂေါ်ဒီကယဟန်ရဲ့ဝိညာဉ်ကိုလိုက်ရှာလို့မတွေ့တော့ပဲမျက်စိလေသွားတဲ့အထိစိတ်ရဲ့လွတ်မြောက်မှုကပြေဝသွားတာကိုပြဆိုတာပါဗျာစိတ်ရဲ့စွမ်းအားရှင်တရားကအဲ့ဒီလောက်ထိကိုအလုံးလုံးတာကိုကဲရှေးခေတ်ဖျားလက်ထက်ကအစွန်းရောက်ဇလန်းဒီကနေကျမတို့လက်ရှိပစ္စုပန်ချိန်ဝန်ကြီးချုပ်ဦးနုနဲ့ဆရာတော်ကြီးတို့စကားပြောနေတဲ့အခိုက်အတန့်စီကိုပြန်လာကြည့်ရအောင်ကောင်းပါပြီဗျာနိုင်မန်တော်ဝန်ကြီးချုပ်တယောက်ဆရာတော်ကြီးရှေ့ရောက်လာတာဟာဒီတိုင်းတိုက်ဆိုင်မှုတတ်တယ်လားဒါမှမဟုတ်တခြားယန္တရားတစ်ခုခုရှိနေလို့လားဒီချက်ကိုဆရာတော်ကြီးကပဋ္ဌာန်းတရားနဲ့အသေးစိတ်ခွဲချင်းစိတ်ဖြာပြသွားတယ်နော်ဟုတ်တယ်ဗျာပဋ္ဌာန်းတရားဆိုတာအလွန်ရှုပ်ထွေးတဲ့ကြောင်းကျိုးဆက်ဆောင်မှုကော်နေကြီးပါဒါပေမဲ့ဆရာတော်ကြီးကဒါကိုလွယ်လွယ်လေးရှင်းပြတယ်ဘယ်လိုများလဲရှင်ဦးနုကိုမဲတယ်ရန်ကုန်မှာနေတော့ဆွမ်းလွန်ဆရာတော်ဆိုတာရှိတယ်လို့မကြားဘူးလားတဲ့ကြားဘူးတယ်ဆိုတော့အဲ့ဒါဟေတုပစ္စည်းလို့ခေါ်တယ်တဲ့အခြေခံအကြောင်းရင်းပါဗျာဟုတ်ပြီအချက်လက်တစ်ခုကဦးနောက်ထေဆင်ဝင်လာတာပေါ့အဲ့ဒီအချက်လက်ကြားဘူးတော့တွားကျင်တဲ့ဆန္ဒပေါ်လာတယ်အဲ့ဒါကိုအာရမဏပစ္စည်းဆိုတဲ့အာယုံကဆွဲဆောင်မှုလို့ခေါ်တယ်အဲ့ဒီတွားကျင်တဲ့စိတ်ဆန္ဒအားကြီးလာပြီးစိတ်ကနေခန္ဓာကိုယ်ကြီးကိုဆွဲခေါ်လာလို့အခုဒီကြောင်းကိုရောက်လာတာကိုတော့အဓိပတိပစ္စည်းလို့အစင်စင်ရှင်းပြတော့ပါတယ်ဗျာကျမအကြိုက်ဆုံးဥပမာကအဲ့လောက်မှလာတာလေဆရာတော်ကြီးကဝတ်သားနဲ့ခွေးသားဥပမာကိုဆက်ထုတ်လိုက်တယ်အဲ့ဒါတော်တော်ရှင်းသွားတယ်ဗျာဥနုကိုဝတ်သားစားဘူးလားလို့မေးတော့စားဘူးတဲ့ဒါကြောင့်အရင်ကစားဘူးလို့ဆိုလိုတာကအချက်အလက်အဟောင်းရှိလို့အခုစားခြင်းတယ်အခုစားခြင်းလို့အခုစားရတယ်နောက်လက်စားရအောင်မယ်တဲ့ခွေးသားစားဘူးလားလို့မေးတော့မစားဘူးတဲ့အရင်ကမစားဘူးလို့အခုမစားခြင်းဘူးအခုမစားခြင်းလို့မစားဘူးနောက်လက်စားရမှာမဟုတ်ဘူးတဲ့ရိုးရိုးလေးနဲ့ဘယ်တော့ထိမိလိုက်တယ်လဲဒီဝတ္တနဲ့ခွေးသားဥပမာဟာပဋ္ဌာန်းရဲ့အနန္တရတမနန္တရတဟာဇတာစမဲ့ပစ္စည်းတွေကိုလက်တွေ့ရှင်းပြလိုက်တာပါပဲဗျာအတိတ်ကအကြောင်းတရားတွေကပြစ္ဆုတ်ပန်နဲ့အနာဂတ်ရဲ့အလိုစန္ဒတွေကိုဘလို့ပုံဖော်ပေးနေတယ်လဲဘလို့လွှမ်းမိုးနေတယ်လဲဆိုတာကိုပြသတာပါမှန်တယ်ကိုကအချက်အလက်အဟောင်းတစ်ခုကိုစိတ်ထဲမှာထည့်သွင်းထားမိအဲ့ဒီအချက်အလက်သားပဲအနာဂတ်ရွေးချယ်မှုတွေကိုကြိုးကိုင်သွားမယ်ဆိုတဲ့သဘောပေါ့နော်ဒါဆိုရင်လူတွေရဲ့လွတ်လပ်စွာရွေးချယ်ခွင့်ဆိုတာတကယ်တမ်းကျတော့အတိတ်ကကျမတို့စားခဲ့မှုတဲ့ဝတ်သားတွေရဲ့လွှမ်းမိုးမှုအောက်မှာအများကြီးရှိနေတယ်ဆိုတဲ့သဘောပေါ့နော်ဒီကနေ့ဇဘီယိုဆရာတော်ကြီးကအဲ့ဒီပဋ္ဌာန်းကွင်းဆက်ကြီးကိုဘယ်လိုဖြတ်မလဲဆိုတာကိုပါရှင်းပြသွားတယ်မဟုတ်လားဟုတ်ပါတယ်ဗျာဆရာတော်ကြီးကလက်တွေ့တရားရှုမှတ်ပုံရန်တရားကိုပါတခါလဲချိတ်ဆက်ပြပါတယ်နာသီဖျားမှာစိတ်ကိုထားပြီးလေတိုးထိတာကိုသိနေတဲ့အခိုက်အတန့်လေးမှာတင်မျက်စိနားနှာခေါင်းအစရှိတဲ့အခြားအာယုံခံတကားတွေအလုံးလုံခြုံသွားတယ်ဟုတ်ကဲ့အဲ့ဒါကိုအင်ဒရီတစီလို့ခေါ်တယ်ဗျအင်ဒရီငါးပါးကိုထိန်းချုပ်နိုင်စွမ်းပေါ့အဲ့ဒီလိုတတိနဲ့စောင့်ကြည့်ပါများလာတော့ကိလေသာဆိုရင်အညစ်အကြေးတွေလောင်ကျွမ်းသွားပြီးစိတ်ကစူးစိုက်မှုအားကောင်းလာတယ်ဒါကိုဇာနာပစ္စည်းလို့ခေါ်ပါတယ်ဗျာဆိုလိုလာကခန္ဓာကိုယ်ပေါ်ကပူးမှုအိမ်မှုတွေနာကျင်မှုတွေကိုပါကြော်လွန်ပြီး frame rate ဒီနေဟောကနောက်ဆုံးချုပ်မိန်သွားတဲ့အဆင့်ကိုရောက်သွားတာဟာမက်ခီရောက်သွားတာမက်ကပစ္စည်းလို့ဆရာတော်ကြီးကပဋ္ဌာန်းနဲ့အဆုံးသတ်ပြသွားတာပေါ့တီးကြတယ်ဗျာဒါကတကယ်ကိုအံ့ဩစရာပဲတာမန်ကျောင်းကိုလာတဲ့ခီစဉ်တစ်ခုဝင်လေထွေလေရှုမှတ်နေတဲ့လောက်ရက်သေးသေးလေးတစ်ခုထဲမှာတင်စစ်ကြောလာကြီးရဲ့ရှုပ်ထွေးရတဲ့အကျိုးရနရာကြီးတစ်ခုလုံးလက်ပတ်နေတာကိုထင်ထင်ရှားရှားပြသွားတာပါပဲဒါကကျွန်တော်တို့အတွက်အလွန်အရေးကြီးတဲ့သုံးသက်ချက်တစ်ခုကိုပေးပါတယ်ဗျာကျွန်တော်တို့နေ့စဉ်ပြုလုပ်နေတဲ့အသေးဖက်ရွေးချယ်မှုတွေခံစားမှုပေါ်တုံ့ပြန်မှုတွေတိုင်းဟာတိကျစီလွတ်လပ်စွာဖြစ်တည်နေတာမဟုတ်ပါဘူးတစ်ဆက်တည်းဖြစ်နေလားပေါ့ဟုတ်တယ်ဗျာအရာအလုံးဟာအနာဂတ်အတွက်အကြောင်းတရားတွေအဖြစ်အဆက်မပြတ်မျိုးစစ်ချနေတယ်ဆိုတာကိုဆရာတော်ကြီးကတတိပေးလိုက်တာပါတကယ်ကိုညံပွန့်စရာပါပဲကဲအခုဆိုရင်ကျမတို့ဆွေးနွေးချက်တွေကိုအနစ်ချုပ်ကြည့်အောင်နိုင်ငံတော်ဝန်ကြီးချုပ်နဲ့တော်ရဆရာတော်ကြီးတို့ရဲ့ဒီမှတ်တမ်းတွေကနေကျမတို့သိလိုက်ရတာကအဘိဓမ္မာဆိုတာဘုံကြီးเจ้าတွေမှာတရားနာမှသာကြားရမယ့်အရာမဟုတ်ဘူးမှန်ပါတယ်ကျမတို့ရဲ့နေ့စဉ်ဘဝမှာအာယုန်တွေနဲ့ထိတွေ့တိုင်းခံစားမှုတွေဖြစ်ပေါ်တိုင်းဆုံးဖြတ်ချက်တွေချမှတ်တိုင်းမှာအဘိဓမ္မာရဲ့စက်သွားတွေကအသက်ဝင်လေးပတ်နေတယ်ဆိုတာပါပဲနားဆင်နေသူများအနေနဲ့လည်းမိမိတို့ရဲ့လက်တွေ့ဘဝမှာလောကဒဏ်အခက်အခဲတွေကိုရင်ဆိုင်ရတဲ့အခါငါနာတာမဟုတ်ဘူးသဘောတရားတွေပေါင်းစပ်နေတာဆိုပြီးခွဲချမ်းစိတ်ဖြားတဲ့ရှုထောင့်ကနေချင်းကပ်ကြည့်လို့ရပါတယ်ဟုတ်တယ်ဗျာလက်တွေ့သုံးလို့ရတဲ့ချင်းကပ်မှုပါနောက်ဆုံးအနေနဲ့ဝတ်သားနဲ့ခွေးသားဥမာနေကိုပြန်ကောက်ပြီးတွေးစရာတခုခြံထားခဲ့ခြင်းပါတယ်ကျမတို့ရဲ့လက်ရှိအဖြူမှုနဲ့ကြိုက်နှစ်သက်မှုကိုင်းဟာအနာဂတ်အတွက်ပဋ္ဌာန်းဆက်အကြောင်းတရားတွေထိနေတယ်ဆိုရင်ယခုဤဆွေးနွေးမှုကိုနားဆင်နေတဲ့အချိန်လေးမှာ
မိမိတို့ရဲ့စိတ်အစဉ်ထဲမှာဘလို့မျိုးစေ့လေးတွေချမတ်နေဘူးလဲဆိုတာကိုတော့ကိုယ်တိုင်ပဲဆက်လက်တွေးတော့ကြည့်ကြပါလို့တိုက်တွန်းရင်ဒီနေ့ရဲ့အသေးစိတ်လေးလာဆွေးနွေးမှုအစီအစဉ်ကိုဒီမှာပဲရပ်နာလိုက်ပါတယ်